video လေးမစခင်မှာကျမရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင် video အသစ်တင်တိုင်းမလွတ်သွားအောင်လေဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်ရှင်ကဲအဲ့ဒါဆိုတော့ video လေးကိုဆက်ကြည့်လိုက်ရအောင်ရန်ကုန်သူလေးနဲ့ရန်ကုန်မြို့ရဲ့အလားရန်ကုန်မြို့ရဲ့မနက်ခင်းဟာကားဟွန်းတန်တွေလမ်းဘေးလက်ဖက်ရည်ဆိုင်ကပကံဆေးတန်တွေနဲ့အသက်ဝင်နေတတ်ပါရီအဲ့ဒီလိုရှုပ်ရှက်ခတ်နေတဲ့လမ်းမတွေပေါ်မှာအေးချမ်းတဲ့အလှတရားတစ်ခုအဖြစ်ထင်ရှားနေတာကတော့ခေတ်မီစတိုင်နဲ့မြန်မာစင်ဆန်ရင်ကျိမှုကိုတွဲဖက်ဝတ်ဆင်ထားတဲ့ရန်ကုန်သူလေးမေသက်ပဲဖြစ်ပါတယ်။သူမဟာရန်ကုန်မြို့ရဲ့တင်ကေတတစ်ခုလိုဖြစ်တဲ့ရွှေဒီကုံဘုရားကြီးကိုဖူးမြော်ရင်းတနေ့တာကိုစတင်လိရှိပြီးမြို့ပါရဲ့ရုံးကန်လှူရှားမှုတွေကြားမှာတော့အပြုံးမပြတ်တတ်တဲ့ရန်ကုန်ရဲ့စိတ်သက်ကိုစားပြုနေပါတယ်။ရန်ကုန်မြို့ဟာလူဦးရေထူထပ်ပြီးတွာလာရခက်ခဲတတ်ပေမဲ့မေသက်လိုမင်းကလေးမျိုးအထက်တော့ဒီမြို့ဟာစူးစမ်းမကုန်နိုင်တဲ့အလှတရားတွေရှိနေတဲ့နေရာပါအင်းအားတန်ပေါင်ရဲ့လီငင်းပန်းဆိုးတန်းကရှီအန်းအဆောက်အဦတွေနဲ့မြို့သေးကလူစီကားတဲ့ဈေးတန်းလေးတွေဟာသူမရဲ့နေ့စဉ်ဘဝကိုပျော်ရွှင်မှုတွေပေးစွမ်းနေတဲ့ရန်ကုန်ရဲ့ရင်ခုန်တန်တွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့မေသက်တရတငယ်ချင်းတွေနဲ့ချိန်ထားတဲ့နေရာကိုအမိသွားဖို့ရန်ကုန်ရဲ့နာမည်ကျော်တက္ကစီတစ်စီးကိုအပြေးလွှားတားလိုက်ရပါတယ်ဦးလေးမြို့ထဲကိုအမြင့်ဆုံးမောင်းမိပါအယမ်းနှောက်ကြနေလို့ပါလို့မိသက်ကအသေးအထန်ပြောလိုက်တဲ့အခါတက်စီဆရာကြီးကခေါင်းကိုခတ်အေးပဲငင်ပြပြီးစိတ်မပူပါနဲ့သမီးရဲ့ဦးလေးကလမ်းဖြတ်လမ်းနေအကုန်သိတယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြန်ဖြေပါတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့ကားလမ်းကပိတ်လိုက်တာမှကားနေရကြောက်ရွံ့ဒီလိုတရွေ့ရွေ့တော့မလွတ်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာတက်စီဆရာကြီးကမိသက်ကိုလှည့်ကြည့်ပြီးသမီးလမ်းကတော့ပိတ်နေပြီဒါပေမဲ့စိတ်မပူနဲ့ဦးလေးမှာလမ်းပိတ်ရင်နားထောင်ဖို့တချင်းခွေအစ်စ်ပါတယ်ဆိုပြီးရှေးဟောင်းတချင်းကြီးတွေကိုအတန်ကုန်ဖွင့်ပါလေရောမေသက်လည်းနောက်ကျနေတာကိုမိတ်ပြီးဆရာကြီးရဲ့တချင်းအဆိုတွေကိုနားထောင်ရင်ဒါဟာလဲရန်ကုန်ရဲ့အမှုပညာတစ်ခုလေဆိုပြီးရဲမောလိုက်ရပါတော့တယ်ကားလမ်းပိတ်တာကိုစောင့်ရင်မေသက်တယောက်ကားပေါ်ကနေလမ်းဘေးကမြင်ကွင်းတွေကိုငေးကြည့်နေမိပါတယ်အဲ့ဒီအချိန်မှာလမ်းဘေးကမုံဟင်းကားဆိုင်လေးမှာလူနှစ်ယောက်ခင်းသွားနေတာကိုတွေ့လိုက်ရတယ်တယောက်ကဒီနေ့မုံဟင်းကားကအငန်လိုနေတယ်လို့ပြောတော့ဆိုင်ရှင်ကမဟုတ်ပါဘူးအကိုရဒါကရန်ကုန်ရဲ့အငန်းပြားကြီးအစ်စ်မို့လို့ပါအကိုကရန်ကုန်အရသာကိုမခန်းစားတလို့ဆိုပြီးခက်တီတီနဲ့planချေပြနေတာပါမေသက်လည်းအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးပြောင်းနေမိတော့သူမရဲ့တက္ကစီဆရာကြီးကလည်းလမ်းဘေးစကားတစ်စီးနဲ့စကားများပြန်လာတယ်ဟဲ့လို့ခမ ्या ကလေကပ်မောင်းလိုက်တာလို့ဟိုဘက်ကအော်တော့ဆရာကြီးကအော်ရန်ကုန်မှာနေပြီးကပ်မောင်းတာကိုမကြိုက်ရင်လင်းရင်မဲစီးတော့လေဗျာလို့ပြန်អော်လိုက်တာကြောင့်မေသက်တယောက်ပိုင်းနေပြီးရဲရပါတော့တယ်နောက်ဆုံးတော့ချိန်ထားတဲ့နေရာကိုရောက်သွားပြီမဲ့ရန်ကုန်ရဲ့ဒီလိုချစ်စရာကောင်းတဲ့အလွဲလေးတွေကပဲသူမအသက်တော့ဘယ်တော့မှမယိုးနိုင်တဲ့ပုံမြင်တစ်ပုတ်လိုဖြစ်နေပါတော့တယ်